Stamford Bridge ကွင်းထဲကဘောက်စီယာတွေကိုဇွမ်ကြီးဝိုင်းလောင်းတဲ့ပွဲအားလုံးပဲမင်္ဂလာပါခင်ဗျ Football IQ ကတင်ဆက်နေပါတယ်။ Chelsea တင်းကဥရောပချန်ပီယံလိပြိုင်ပွဲမှာမယုံကြည်နိုင်စရာကောင်းလောက်အောင်ခြေစွမ်းမျိုးနဲ့လာလီဂါရဲ့ထိပ်သီးအသင်းကြီးဘာစီလိုနာကိုအနိုင်ယူလိုက်ပြန်ပါပြီ။ပရီးမီးယားလိမှာလည်းနာမည်ကြီးအသင်းတွေခြေချော်နေသည့်တိုင်အောင် Chelsea ကတော့မပျက်စီးတဲ့ခြေစွမ်းနဲ့အသင်းတိုင်းကိုနိုင်ယူပြနေစေလို့ပြောလို့ရပါတယ်။ဒါ့အပြင် Chelsea ကဒီငိမ်တဲ့ခြေစွမ်းနဲ့အတူပဲဘယ်သူမှမထင်ထားတဲ့နေထားကနေလဲဘာရီစွမ်းဆောင်ပြအောင်မလဲဆိုတာတော့စောင့်ကြည့်ခြင်းစရာဖြစ်ပါတယ်။ညကဘာစီလိုနာနဲ့ပွဲမှာ Chelsea ကဂါနာချို၊ အက်စတီဗာအို၊ ကိုင်စီဒိုကူဂရလာစတဲ့လူငယ်အများစုနဲ့ရင်ဆိုင်လာတာဖြစ်ပါတယ်။ဘာစီလိုနာကတော့လီဝန်ဒေါစကီလမိုင်းရမယ်ဖရန်ကီဒီဂျောင်းကွန်တေးစတဲ့လူချင်းနဲ့ Chelsea ကိုရင်ဆိုင်လာတာဖြစ်ပါတယ်။ဘာစီလိုနာက Chelsea ကိုပထမပိုင်းအစမှာကလေးကဦးဆောင်ကိုခွင့်ပြုခဲ့ရပြီးတော့ဒီကိုကလည်းဖိုဖာနာဘောလုံးလက်ခံကလေးကလက်ထိနေခဲ့လို့တတရရှိခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအနေနဲ့ခွင့်ရရခဲ့ပေမဲ့တိုက်စစ်ကိုအဆုံးသက်မသေးကြစေခဲ့တာပါ။20မိနစ်မှာပဲအန်ဆိုဖာရန်ဒက်စ်ကပဲခေါင်းထိုက်ကိုသိယူခဲ့ပေမဲ့လူကျုံနေခဲ့တာဖြစ်လို့ဘောက်စီယာတို့အတင်းသက်သာခဲ့ရပြန်ပါတယ်။26မိနစ်မှာပဲကူဂရလာရဲ့ပေးပို့မှုကနေ Chelsea တို့ဦးဆောင်ကိုစတင်ရရှိခဲ့ပြီးဒီကိုကလည်းဘောက်စီယာတို့နောက်တန်း OG Nesma တွေဖြစ်ကုန်ပြီးတော့ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။ဓမ္မပိုင်းပြီးကနီးမှာပဲဘောက်စီယာနောက်တန်းကအရူဟိုကဘောမနိုင်လူချတယ်လို့ဖြစ်ခဲ့ပြီးတော့နဝါဒနီနဲ့အထုတ်ခံလိုက်ရတာဖြစ်ပါတယ်။ဒုတိယပိုင်းကိုတယောက်သားနဲ့ကစားခဲ့ရတဲ့ Chelsea တို့ကပြီးကလေးကမိုင်လိုတော့အဖျားမရှိဘဲနဲ့အနိုင်ရလက်ကိုရယူဖို့ဂိုးတွေထပ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။မိနစ်90ရောက်လောက်မှာဆန်တိုစ်ရဲ့သွင်းကိုဂါနာချိုလူဂျိုနေခဲ့လို့ Chelsea တို့နောက်ထပ်တကိုးရမယ့်အနေထားဆုံးရှုံးခဲ့ရပြန်ပါတယ်။ဒါပေမဲ့ကြားပါပဲအသားမစားဘဲနဲ့ဘိုင်းမဝဘူးလို့ပြောရမှာဖြစ်ခဲ့ရပြီးအက်စတီဗာအိုကဘောက်စီယာတို့နောက်တန်းကိုလိန်ခေါက်ပြီးတော့နောက်ထပ်ဦးဆောင်ကိုတကိုးထပ်သွင်းကာဒူစီနဲ့ဘလူးစီပြလိုက်တာဖြစ်ပါတယ်။ဘောက်စီယာတို့အတွက်ပြန်လမ်းမရှိဖြစ်သွားခဲ့တဲ့ Stamford Bridge ခရီးချမ်းကနောက်ထပ်ရှုံးသေးကြစေမဲ့ကိုတကိုးပါခွင့်ပြုလိုက်ရပြီးတော့လူစားဝင်တိုက်စစ်မှုဒီ left က Chelsea အတွက်သွင်းယူပေးနေခဲ့တာပါ။အမှန်တိုင်းပြောရရင်တော့ဘောက်စီယာတို့ဟာ Chelsea တို့ရဲ့စွမ်းကြီးဝိုင်းလောင်းတာကိုခံလိုက်ရတဲ့ပြင်နီးပညာနဲ့တိုင်ကောင်းမှုအကြောင်းပြပြီးတော့ကံကောင်းလို့မသေးကြံကြောင်းတို့ဖြစ်ခဲ့ရတာပါ။ Chelsea ဟာသွင်းတဲ့ကိုယ်တိုင်းလူသားမကြုံခဲ့ရင်ဘောက်စီယာတို့ကိုဒါဇင်ဝက်လောက်တီးထုတ်နိုင်ခဲ့မှသိကြပါလိမ့်အခုဆိုရင် equal ဖွဲတို့လည်းဂူဂရလာရဲ့အိတ်ကတ်သေးကနေအတန်မထွက်နိုင်တော့သလိုဘောက်စီယာတို့လည်းချင်းသေးပြားရင်းနဲ့တွေ့မှာပဲဘောက်တွေပါရိုက်ခွဲခံလိုက်ရပြီလေဖြစ်ကြောင်းပါခင်ဗျာပရိသတ်တွေကရော Chelsea တင်းရဲ့ခြေစွမ်းကိုဘယ်လိုမြင်ကြလဲခင်ဗျမတ်ချက်လေးများပေးသွားခဲ့ကြပါဦးခင်ဗျစုံထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ